ကောင်လေးတယောက်ဟာသူ့ရှေ့မှာထိုင်နေတဲ့မိန်းကလေးရဲ့စံပင်စည်းကျိုးကိုတိတ်တိတ်လေးယူပြီးညှိုချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာပါတယ်။မိန်းကလေးဟာကောင်လေးရဲ့စိတ်ထဲကစိတ်ကူးရင်ကဘာတွေကိုဆွဲသွင်းခံလိုက်ရတာပါ။ပိုပြီးအံ့သားစရာကောင်းတာကအဲ့ဒီစိတ်ကူးရင်ကဘာထဲမှာကောင်လေးကမိန်းကလေးကိုဘာပဲလုပ်လို့ပြင်လောကမှာရှိတဲ့မိန်းကလေးကလည်းအဲ့ဒီအရာကိုတကယ်ခံစားနေရတာပါပဲ။အဲ့ဒီအချိန်ကစားပြီးကောင်လေးဟာထူးခြားတဲ့စွမ်းအားတစ်ခုရှိနေပြီဆိုတာသိလိုက်ပါတယ်။သူဟာတခြားလူတစ်ယောက်နဲ့သက်ဆိုင်တဲ့အရာတစ်ခုခုကိုညှိုချလိုက်တာနဲ့အဲ့ဒီလူကိုသူ့စိတ်ကူးရင်ကဘာတွေဆွဲသွင်းနိုင်ပြီးအဲ့ဒီလူဘာတွေခံစားရမလဲဆိုတာကိုပါထိန်းချုပ်နိုင်တာဖြစ်ပါတယ်။တညမှာတော့ကောင်လေးဟာဆက်ပြီးစီးပြီးအိမ်ပြန်လာရင်းစိုးသွန်းတဲ့စေကျော်တက်တယောက်ဦးဆောင်တဲ့လူတစုရဲ့လိုက်လံကြောက်လန့်တာကိုခံခဲ့ရပါတယ်။အစပိုင်းမှာသူတို့ရဲ့ရည်ရွယ်ချက်ကကောင်လေးကိုကြောက်အောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ရုတ်တရက်ကားမောင်းသူကကားကိုမထိန်းနိုင်တော့ပဲကောင်လေးကိုတိုက်မိသွားပါတယ်။မြေပေါ်လဲကျသွားတဲ့ကောင်လေးကိုကားကနောက်တစ်ကြိမ်ထပ်ပြီးဖျက်နှင်းသွားခဲ့ပါတယ်။သူတို့အားလုံးကကောင်လေးတည်သွားပြီလို့တေချာပေါက်ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အခင်းဖြစ်တဲ့နေရာကိုပြန်သွားကြည့်တဲ့အခါသူတို့အားလုံးအားတင်သွားကြပါတယ်။လမ်းပေါ်မှာတေဆုံးနေတာကကောင်လေးမဟုတ်ပဲကားမောင်းနေသူကိုယ်တိုင်ဖြစ်နေပါတယ်။အနက်စရာကောင်းတာကကောင်လေးကိုတေစေလောက်တဲ့ဒဏ်ရာတွေဟာဘလို့မှမသိသူကိုတိုက်ခဲ့တဲ့သူစီပြန်လည်ရောက်ရှိသွားခဲ့တာပါ။တစ်ဖက်မှာတော့ကောင်လေးဟာပျက်စီးနေတဲ့ကားထဲကနေဘာဒဏ်ရာမှမရဘဲထွက်လာနိုင်ခဲ့ပါတယ်။အဲ့ဒါကိုမြင်ပြီးကျန်တဲ့လူတွေဟာကြောက်လန့်ကြနဲ့အခင်းဖြစ်ရာနေရာကနေထွက်ပြေးသွားကြပါတယ်။နောက်တစ်နေ့မှာတော့အသက်ရှင်ကျန်ခဲ့တဲ့လူ၃ယောက်ဟာတိတ်ဆိတ်တွေ့ဆုံကြပါတယ်။သူတို့ရဲ့သူငယ်ချင်းတေဆုံးသွားတာဟာကောင်လေးကြောင့်လို့ယုံကြည်ပြီးကလေးစားချေဖို့အကြံစီတစ်ခုစတင်ခဲ့ကြပါတယ်။ဒီတစ်ချိန်မှာတော့သူတို့ရဲ့ပြစ်မှတ်ကကောင်လေးမဟုတ်ပဲသူ့အမေဖြစ်လာပါတယ်။ကောင်လေးအိမ်မှာမရှိတဲ့အချိန်သူတို့ဟာကားတစ်စီးကိုအင်းရဲ့အုံမြင့်နဲ့ချိတ်ဆက်ပြီးအင်အားပြည့်နဲ့ဆွဲခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အိမ်တစ်လုံးလုံးဟာအုံမြင့်ကနေပြုတ်ထွက်ပြီးပျက်စီးသွားခဲ့ပါတယ်။သူတို့မသိခဲ့တာကအဲ့ဒီပျက်စီးမှုကြောင့်ဓာတ်ငွေ့ပိုက်လိုင်းမှာပေါက်သွားတာပါ။အိမ်ထဲမှာပိတ်မိနေတဲ့ကောင်လေးရဲ့အမေဟာထွက်ပြေးဖို့လည်းမရှိတော့ပါဘူး။ခဏကြာမှပဲအိမ်တစ်လုံးလုံးပေါက်ကွဲသွားပြီးမိတောင်မိကျန်တွေနဲ့ဝမ်းမြုပ်ခိုင်းလိုက်ရပါတယ်။ကောင်လေးအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။သူဟာဝမ်းနဲ့ကြေကွဲစွာနဲ့မိလောင်ထားတဲ့ပျက်စီးတွေကြားကနေသူ့အမေရဲ့အလောင်းကိုဆွဲထုတ်ခဲ့ပေမဲ့သူ့အမေကတော့အသက်မရှိတော့ပါဘူး။အလွန်မင်းဝမ်းနဲ့ကြေကွဲနေတဲ့ကောင်လေးဟာသူ့အမေကိုမြေမြုပ်တင်ကြပြီးဒီလိုဆိုးရွားတဲ့ဆုံးရှုံးမှုကိုလက်ခံဖို့ကြိုးစားခဲ့ပါတယ်။နောက်ပိုင်းမှာရဲရရှိတယောက်နဲ့အတူကားစီးပြီးအိမ်ပြန်လာရင်ရဲရရှိပြောတာကိုမတော်တဆကြားလိုက်ရပါတယ်။အဲ့ဒီမိလောင်မှုဟာမတော်တဆဖြစ်တာမဟုတ်နိုင်ဘူးလို့ရဲရရှိကပြောနေတာပါ။အဲ့ဒီအချိန်မှာပဲအမေကိုတက်ခဲ့တဲ့လူတွေကကားနဲ့ဖြတ်သွားရင်ကောင်လေးကိုလောင်ပြောင်ရင်မောခဲ့ကြပါတယ်။သူတို့လုပ်ခဲ့တဲ့အရာအတွက်ဘာကြိုးစားမှမကြောက်ကြပါဘူး။အဲ့ဒီအချိန်မှာပဲကောင်လေးဟာအမေတေဆုံးရတဲ့အကြောင်းရင်းကိုသိလိုက်ပါတော့တယ်။သူတို့ပဲသူ့အမေကိုတက်ခဲ့တာပါ။ကောင်လေးဟာရေကားပေါ်ကနေဆင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့အတွက်တရားမျှတမှုဆိုတာအရေးမကြီးတော့ပါဘူး။သူလိုချင်တာတစ်ခုတည်းပဲရှိပါတယ်။လက်စားချေဖို့ပါ။အဲ့ဒီနေ့နောက်ပိုင်းမှာအဲ့ဒီလူတွေဟာရေကန်တစ်ခုအနီးမှာစုဝေးနေကြပါတယ်။ကောင်လေးကတော့အဝေးကနေသူတို့ကိုစောင့်ကြည့်နေခဲ့ပါတယ်။သူတို့တတိမထားမိတဲ့အချိန်မှာကောင်လေးဟာတယောက်ရဲ့အဝတ်အစားပိုင်းစတစ်ခုကိုတိတ်ဆိတ်ကိုယူပြီးမျိုးချလိုက်ပါတယ်။ခဏကြာမှာတော့ကျိုးတစ်ချောင်းကိုကောက်ယူပြီးသူ့ကိုယ်သူလေပင်မှာပတ်လိုက်ပါတယ်။ရေကန်တစ်ဖက်မှာရှိတဲ့လူတစ်ယောက်ဟာရုတ်တရက်ပြင်းပြင်းထန်ထန်ရုန်းကန်လာပြီးမမြင်ရတဲ့အင်အားတစ်ခုကသူ့ကိုရေအောက်ဆွဲချနေတယ်လို့ရေရဲကိုပြုတ်ကျသွားပါတယ်။ကောင်လေးကလည်းသူ့လေပင်မှာပတ်ထားတဲ့ကျိုးကိုပိုပြီးတင်းဆွဲလိုက်ပါတယ်။အဲ့ဒီနောက်ထပ်တစ်ယောက်ဟာလည်းအသက်ရှူဖို့အတွက်အသေးတန်ရုန်းကန်နေပေမဲ့ခဏကြာမှာတော့ရုတ်တရက်ငြိမ်သက်သွားပါတယ်။ကျန်တဲ့လူနှစ်ယောက်ကတော့ဘာတွေဖြစ်နေတာလဲဆိုတာလုံးဝနားမလည်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ကောင်လေးအတွက်တော့ဒါဟာလက်စားချေမှုရဲ့စာပဲရှိပါသေးတယ်။သူ့အမေတေဆုံးမှုမှာပါဝင်ပတ်သက်ခဲ့တဲ့လူတိုင်းသူတို့လုပ်ခဲ့တဲ့အဖြစ်အတွက်ပေးဆက်ရတဲ့အထိသူဟာရက်တန့်သွားမှာမဟုတ်တော့ပါဘူး